တီးဖြစ်ရတာပေါ့အဲ့လိုမျိုးဒါစီးရုံကလည်းနိုင်တဲ့လောက်လုပ်ပေးတာပေါ့နော်နောက်ဆိုဆာစီစီစားလဲလူအောင်မှာဆိုတာလေဒါမပြတ်အဲ့လိုလုပ်ပေးနေတာကြတာကောင်းပါလေအလူရှင်တွေကလည်းတတအားပေါဝင်ကူညီတဲ့အတွက်အလူရှင်တွေကြောက်ကြုံမျိုးပွဲတွေလုပ်နိုင်တာပေါ့နော်မြများလေးထပ်လူပါလို့ဒါနေ့စဉ်နဲ့တိုင်းပေါ့နော်ဒါရုပ်ရှင်စီးရုံကဒီပညာသင်ထောက်ပံ့ပွဲတွေတော့နှစ်တိုင်းလုပ်ပါတယ်ဒါကိုအနုပညာလောကသားရဲ့မိသားစုတွေပေါ့နော်ဒါအဲ့လိုကိုမိသားစုတွေပဲပေါ့ဒီလိုပွဲလေးလုပ်ပြရခြင်းအတွက်ဒီကလေးတွေအတွက်ဒါစိတ်ဓာတ်ခွန်အားရောမြင့်တင်ပေးတဲ့သဘောဖြစ်တာပေါ့နော်တချို့တွေကြတော့ဟိုချွတ်တက်တဲ့ကလေးတွေရှိရလေမိသားစုတွေရှိရခါကြတော့အဲ့လိုကြတော့ဒီလိုမျိုးပွဲတွေလုပ်ပြီးခြင်းအဖြစ်ပို့ပြီးတော့သူတို့တွေဟိုပါပေါ့အထောက်ပံ့လေးပေါ့နော်စိတ်ဓာတ်လေးရောခွန်အားလေးရောအကုန်လုံးရောက်ကလေးလေးကိုဒီလိုပွဲလုပ်ပြီးခြင်းအတွက်ပို့ပြီးစူးစမ်းပါလို့စူးစမ်းစီခြင်းနဲ့ဟိုဘယ်လိုခေါ်မလဲအစင်မပြေပေမဲ့သာသမီတွေစာစူးစမ်းတယ်ဂုံကျူတွေထွက်ဂုံရတာပေါ့နော်အလူရှင်တွေကပုံများလာတဲ့အတွက်အဓိကငွေချင်းချင်းများသလိုပစ္စည်းအစုံများသွားတာပေါ့နော်ပြီးဟိုပတ်စံလူတွေလူလည်းပိုပေါ်လာတယ်ဆိုတာလေဒါကတော့ပီတိဖြစ်ရတယ်ဟိုပေါ့အဲ့စာနာတဲ့စိတ်တွေနဲ့လောက်တွေ့ရခါကြတာကျေးဇူးတွေအများကြီးတင်ပါတယ်ထိုက်ပြီးတော့အလူရှင်တွေလိုအပ်နေပါသေးတယ်အဲ့ဒါပို့ပြီးတော့ဒီထက်မကလူချင်းသေးတယ်လေအခုမစတော့လူတဲ့ဟာကြတာဟိုမိသားစုမှာတိတ်တော့မဖြစ်စလောက်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးအထောက်ကူပြုရတာပေါ့နော်ပီတိဖြစ်ရတာပေါ့အဲ့လိုမျိုးဒါစီးရုံကလည်းနိုင်တဲ့လောက်လုပ်ပေးတာပေါ့နော်နောက်ဆိုဆာစီစီစားလဲလူအောင်မှာဆိုတာလေဒါမပြတ်အဲ့လိုလုပ်ပေးနေတာကြတာကောင်းပါလေအလူရှင်တွေကလည်းတတအားပေါဝင်ကူညီတဲ့အတွက်အလူရှင်တွေကြောက်ကြုံမျိုးပွဲတွေလုပ်နိုင်တာပေါ့နော်မြများလေးထပ်လူပါလို့ဖြစ်စင်ချင်လားအဓိကလားဒီဟို10တန်းပေါ့10တန်းအမှတ်ကောင်းကောင်းရတဲ့ကလေးတွေကိုပညာကိုသင်ဖို့အထောက်အကူပြုစီချင်တယ်လေဘာဖြစ်ဆိုတာတချို့တွေကအောင်သွားပြီးမယ်တက်ကတူမတင်နိုင်တဲ့ကလေးတွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးကြတော့လုပ်ပြီးစီချင်တယ်လေဖောင်ဒေးရှင်းဘာတွေလုပ်တယ်ပိုကောင်းတာပေါ့နော်ဟုတ်တယ်လုပ်စီချင်တယ်လေပြီးတော့အများအပြည့်ကလေးတွေကမစတော့အလွာမှာအလွာဆုံးတယ်လေအလွာဆုံးအခါကျတော့အစင်မပြေတဲ့မိသားစုကများတယ်အဲ့ဒီဟာလေးအထောက်အကူပြုစီချင်တယ်ပိုကောင်းတာပေါ့နော်ပို့ပြီးတော့ဒီစီရုပ်ပေါ်မှာလည်းပို့ပြီးတော့အာကိုရတာပေါ့နော်နှုတ်မေအဲ့အဖွဲ့အစည်းကဟိုအားလုံးအတွက်အာကိုစရာတိတ်မဖြစ်ဘူးပေါ့ဘာဖြစ်တော့မဖြစ်စလောက်နည်းနည်းကူညီတယ်လို့ဖြစ်နေဒီမဲ့သူတို့ဘဘမှာမဖြစ်စလောက်ဆိုရင်အစီအုံမှာအများကြီးဖြစ်နေတာအဲ့လူအများကိုဝေရခါကြတော့ဒီမှာတော့ငွေကြီးအထောက်ပူအများသူတို့မှသာနည်းနည်းလေးပဲရဒီထက်မကလူဖို့အလူရှင်တွေအများကြီးလိုအပ်တယ်လေစစ်ပြဒီအလုံးကလည်းမအားကြလူများတယ်လေကိုလုံးတဲ့ကိုရိုက်နေကြခါကြတော့တချို့နေထွက်တဲ့ဘာညာဆိုတာတိတ်မအားကြဘူးမစလို့လည်းအဲ့လိုပဲပြင်မှာစုံဖို့ကတိတ်မရှိဘူးအခုမျိုးဒီလိုမျိုးပွဲတွေဘာတွေကြမှာကိုပြေးလာခါကြလားဘယ်လိုခေါ်မလဲအဲ့လိုမျိုးမစလို့ဒီအနုပညာလောကသားတွေလည်းပြောချင်တယ်အားတဲ့ခြေတွေကိုဒီပရဟိတအလုပ်တွေလာကူစီချင်တယ်လေဒါကိုယ့်ရဲ့ဆန္ဒပေါ့နော်